ဒီနေ့ဖတ်ကြားနေတဲ့ပါရာသည်ရှရီမဒ်ဘာဂဝတမ်ကျမ်းကန္တာကြီး1အခန်း14ပါရာ30ဖြစ်ပါတယ်ဒီပါရာမှာယူဒိစထရမဟာရဂျ်ကသူ့ရဲ့ညီတွေကိုဘရှုတာပါတန်နရဝျာဂရဒေဝယန်ဘောမမ်စဒေကံDharunam shamsato dhura bhayam no buddhi mohanam အဲ့တော့ယူဇိရှမရကသူ့ညီတွေကိုဗာပြောလဲလို့ဆိုတော့ကြည်လို့တဲ့။အိုကြားရဲ့ခွန်အားရှိတော်လူသားတဲ့။ဂျိုနက်ခတ်တို့ကြောင့်ဖြစ်လာသောဒုက္ခများစွာကဘာဤတုံ့ပြန်မှုများခန္ဓာကိုယ်၏ဝေဒနာများစသောအန္တရာယ်ကြီးများသည်တဲ့မကြာခင်အနာဂတ်မှာကျွန်တော်တို့ရဲ့အသိဉာဏ်ကိုမှောက်မှားစေပြီးအန္တရာယ်ကြောက်တော်မူနမိတ်များကိုပြနေကြသည်ဆိုတော့ဒီအခန်းကလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကဘုရားရှင်ရှရီခရစ်ယာန်ပွင့်တော်မူလာတဲ့အခါမှာအဲ့ဒီပွင့်တော်မူလာပြီးတော့မှဒီနှစ်ပေါင်း125နှစ်ကြော်ကြာတဲ့အခါမှာဘုရားရှင်ကအဲ့ဒီကနေပြီးတော့ဒီဇတ်တော်ကိုယုတ်သိမ်းပြီးတော့ဒီလောကနေပြန်ပြီးထွက်ခွာတော်မူတယ်ထွက်ခွာတော်မူတဲ့အခါမှာKrishna Sudhamu Pagate Dharma Jnana Divi Saha Dharma ye Jnana ye Dhamma Taya ye Nya ye Taya Nya ye Bhaya ne tu paသွားတယ်ဆိုတဲ့အခါကျတော့ဒီအခုတနည်းအားဖြင့်ပြောမယ်ဆိုရင်လောကကြီးဟာမှောင်သွားတယ်လို့ပြောလို့ရတယ်ဒါကဘာနဲ့လဲဆိုင်လဲလို့ဆိုရင်ကလိယုဂ်ရဲ့အစဒွါပရယုဂ်ရဲ့အဆုံးမှာဘုရားရှင်ပွင့်တော်မူလာတယ်ဘုရားရှင်ဒီလောကပြန်ပြီးထွက်ခွာသွားတဲ့အချိန်မှာအဲ့ဒီအချိန်မှာဒီကလိယုဂ်စပြီးဝင်လာတယ်ကလိယုဂ်စပြီးဝင်လာတယ်ဝင်လာတဲ့အခါကျတော့ဒီလောကခုနကျွန်တော်ပြောဆိုကလိယုဂ်ကအမှောင်ခေတ်ဖြစ်တဲ့အတွက်ကြောင့်လောကကြီးဟာအဲ့ဒီပေါ့စွတ်တော့အဲ့လောကကြီးကမှောင်သွားတယ်မှောင်သွားတဲ့အခါကျတော့ဘာပြောလဲဆိုရင်ကျွန်တော်တို့ကိုလမ်းပြမဲ့လူတွေဟာအမှောင်ထဲမှာစံတဝါဝါသွားနေတဲ့အနေအထားကိုရောက်လာတယ်ကျွန်တော်တို့အားလုံးဟာဒီအချိန်မှာဘာလို့လဲကျွန်တော်တို့အနာဂတ်ကိုမှမမြင်နိုင်တာအနာဂတ်ဘာဖြစ်လာမလဲကျွန်တော်တို့မသိဘူးဆိုတော့ကျွန်တော်တို့ကစံတဝါဝါသွားနေတဲ့အနေအထားမှာရှိတယ်ရှိတဲ့အခါကျတော့ဘုရားရှင်ဟာဒီဘုရားရှင်ကိုခိုလုံစီးကပ်လာတဲ့သူတွေရှိတယ်ဒါဘယ်ဘာသာပဲဖြစ်ဖြစ်ငါတို့ဘုရားကိုတော့စီးကပ်ရမယ်ဆိုတဲ့သူတွေရှိတယ်ဒီဘုရားဆိုတဲ့ concept ကလည်းတကယ်တမ်းပြောမယ်ဆိုရင်လောကမှာဘုရားတွေအများကြီးလည်းမရှိနိုင်ဘူးဟိန္ဒူတွေရဲ့ဘုရားတို့ခရစ်ယာန်တွေရဲ့ဘုရားတို့အစ္စလာမ်ရဲ့ဘုရားတို့အဲ့လိုမျိုးဘုရားတွေအများကြီးမရှိနိုင်ဘူးဘုရားဆိုတာကလောကအလုံးကိုအစိုးရတော်မူတယ်ဆိုရင်သူကဘုရားတဆူပဲရှိရSupreme Personality God တဲ့တဆူပဲရှိရမယ်ပွင့်တော်မူခြင်းပေါင်းမြောက်များစွာရှိတယ်အဲ့ဒီပွင့်တော်မူတဲ့အချိန်မှာဟောကြားခဲ့တဲ့တရားတွေကလည်းတစ်ခုနဲ့တစ်ခုမတူနိုင်ဘူးဘာလို့လဲဆိုတော့နားထောင်တဲ့ပရိသတ်ရှိတာပေါ့တရားတစ်ခုကိုဟောမယ်ဆိုရင်ပရိသတ်ရဲ့စိတ်ဝင်စားမှုပရိသတ်ရဲ့နားလည်မှုအစွမ်းကိုမူတည်ပြီးတော့အဲ့တရားကိုဟောရတာဟုတ်လားကြောင်တောင်ပရိသတ်ကိုတရားဟောရင်ဘာကြောင့်ပြောမှလဲသူပုံပြောပြရမှာလားဆိုရင်တော့
တရားကိုတကယ်သိကျင်တယ်ဆိုတော့တရားကိုတကယ်ရှာနေတဲ့သူတွေကိုတရားဟောတဲ့အခါကျရင်တော့ထဲဝင်သူ့ကိုပြောလို့ရမှာတရားပဲဟောတယ်ဆိုတာနော်ဆိုတော့ဘုရားအပွင့်တော်မူတာအဆူဆူပွင့်တော်မူလာတယ်ဘယ်ပရိသတ်ကိုဘယ်ခေတ်မှာဘယ်ပရိသတ်ကိုဘယ်လိုတရားဟောရမယ်ဆိုတဲ့ဥစ္စာကိုသူကဘာလုပ်လဲနော်အဲ့လိုမျိုးနော်အဲ့ဒီပရိသတ်ကိုကြည့်ပြီးတော့မှနော်လိုအပ်တဲ့တရားကိုဟောခဲ့ရတာအဲ့ဒါကြောင့်ကမ္ဘာပေါ်မှာတရားတွေကတစ်ခုနဲ့တစ်ခုနည်းနည်းပါးပါးကွဲပြားနေတာဖြစ်တယ်သူကအနှစ်သာရကတော့အများဖြင့်တူတာပေါ့အနှစ်သာရကလည်းတန်တရားသွားရနော်အနှစ်သာရဒီလောကကြီးကနေစရာကောင်းတဲ့လောကကြီးမဟုတ်ဘူးဒါကျွန်တော်တို့လူသားတိရစ္ဆာန်အားလုံးအတွက်ဒီလောကကြီးကနေစရာကောင်းတဲ့လောကမဟုတ်ဘူးနော်လူပြေဆိုတာရှိတယ်နတ်ပြေဆိုတာရှိတယ်ငရဲပြေဆိုတာရှိတယ်ဒါဘယ်ဘာသာဖြစ်ဒါဒီတိုင်းပဲဘာလို့ဒီတိုင်းလဲဆိုဒီတိုင်းပဲဟုတ်လို့လဲဟုတ်တယ်သူကဒီတိုင်းပဲရှိတယ်ဆိုတဲ့အခါကျတော့နော်ဒီနေရာဟာအနိစ္စနေရာဖြစ်တယ်မမြဲတဲ့နေရာတွေဘာမှမမြဲဘူးဒီမှာဒီနေ့ခင်ဗျားဘေးနားမှာရှိတယ်ဘယ်တော့မှမရှိဘူးနော်ကျွန်တော်တို့ကိုယ်တိုင်လည်းမမြဲဘူးကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ဥစ္စာလည်းမမြဲဘူးနော်ဒီနေ့အခုပျော်နေတယ်ဆိုရင်အဲ့ဒီပျော်တာလည်းမမြဲဘူးဒီနေ့စိတ်ညစ်နေတယ်ဆိုရင်အဲ့စိတ်ညစ်နေတာလည်းမမြဲဘူးဟုတ်လားစိတ်ညစ်တာလည်းအကြာကြီးမခံဘူးနော်သူကနော်ကိုရိုနာဗိုင်းရပ်စ်လို့ကျွန်တော်တို့ပြောနေကိုရိုနာဗိုင်းရပ်စ်လည်းမမြဲဘူးသူလည်းပြောင်းကိုပြောင်းရမှာနော်ဘယ်တော့ပြောင်းမလဲကျွန်တော်တို့မသိဘူးဒါပေမဲ့ပြောင်းတော့ပြောင်းရမှာ2021မှာပြောင်းမလား22မှာပြောင်း23မှာပြောင်းမလားဘယ်အချိန်ပြောင်းမလဲမသိဘူးဒါပေမဲ့ပြောင်းတော့ပြောင်းမှာဒီဗိုင်းရပ်စ်လည်းအများနဲ့အသက်ရှင်မှာမဟုတ်ဘူးသူလည်းဆိုဒီလောကမှာဘာမှမမြဲဘူးကျွန်တော်တို့အမြဲနေလို့လည်းမရဘူးNo, nothing is permanent in this world. Nothing. No, အဲ့တော့နေလို့မရတဲ့ကြောင့်ဒီကနေကျွန်တော်တို့ထွက်ရမယ်ဆိုပွင့်တော်မူလာတဲ့ဘုရားအဆူဆူကကျွန်တော်တို့ကိုဘာလမ်းကြောင်းပြလို့ဆိုဒီနေရာနေစရာကောင်းတဲ့နေရာဒုက္ခလည်းအရှာရှော့တယ်နော်ဒုက္ခလည်းဆိုတော့ဒုက္ခများတယ်အရှာရှော့တယ်မမြဲဘူးဒီအဲ့တော့မမြဲတဲ့နေရာမှာကျွန်တော်ကနော်နေမယ်လို့လုပ်ရင်လည်းမရဘူးနော်ဆိုတော့ဘုရားအဆူဆူကကျွန်တော်တို့ပြောထားတာတန်တရားလွတ်မြောက်ဖို့သွားရမယ်နော်ဒါလူတိုင်းကနော်လုပ်ရမယ့်ကိစ္စတန်တရားလွတ်ဖို့မသွားဘူးဆိုရင်လည်းပဲသွားမလဲနောက်ဘဝသွားရမယ်နောက်ဘဝမသွားဘူးဆိုရင်ငရဲသွားရမယ်နော်ငရဲမသွားဘူးဆိုရင်နတ်ပြည်သွားနော် somewhere we have to goဒီခန္ဓာကိုယ်ထဲမှာတော့ကျွန်တော်တို့ permanent နေလို့မရဘူးဒီမိသားစုနဲ့လည်းကျွန်တော် permanent နေလို့မရဘူးကျွန်တော်ရဲ့ဒီအလုပ်ကလည်းကျွန်တော်နဲ့အများအားမြဲမဲ့အလုပ်မဟုတ်ဘူးနော်ကဘာကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း9000ကပုံစံတစ်မျိုးအခုချိန်ပုံစံတစ်မျိုးနောက်တစ်နှစ်ပေါင်း9000ကြာရင်နောက်တစ်ပုံစံတစ်မျိုး it is going on like this on and on ဒါပေမဲ့နော်ဒီလောကမှာရှိတဲ့နော်ကျွန်တော်တို့ကိုဖုံးထားတဲ့အမှန်တရားကိုမမြင်နိုင်အောင်လုပ်ထားတဲ့ဥစ္စာပါလဲဆိုရင်အဝိဇ္ဇာနော်အဲ့ဒါကျွန်တော်တို့ဖုံးထားတယ်နော်အဝိဇ္ဇာကဖုံးထားတဲ့ကြောင့်ကျွန်တော်ဟာဘသူကိုမသိဘူးကျွန်တော်အဝိဇ္ဇာဆိုတာကလည်းမသိခြင်းမောဟဆိုတာကအမှားကိုအမှန်လို့ထင်ခြင်းအဝိဇ္ဇာဆိုတာမသိတာဘာလို့မသိတာလဲကိုယ့်ကိုယ်လည်းမသိတာနော်တခြားမပြောနဲ့ကိုယ့်ကိုယ်မသိဘူးငါဘာလို့လဲဆိုတော့လည်းမသိဘူးဖယားကိုလည်းမသိဘူးကျွန်တော်နဲ့ဖယားနဲ့ကြားထဲမှာရှိတဲ့နှောင်ဖွဲ့မှုကိုလည်းကျွန်တော်မသိဘူးအဲ့ဒီဖယားရှင်တဲ့နှောင်ဖွဲ့မှုပြန်ပြီးတိဆောက်အောင်မယ်ဆိုတာဘယ်လိုတိဆောက်မယ်ဆိုတော့လည်းကျွန်တော်မသိဘူးကျွန်တော်သိတာပါလေစားမယ်အိတ်မယ်နော်အိတ်စားကာမပြီးရင်ကိုကုအံကောက်အာဟာရနိဒရာဘာယမိထုနာဒီ၄ခုပဲကျွန်တော်သိတယ်ကျွန်တော်မနေ့မိုးလင်းတာနဲ့ဘာစဉ်းစားလဲဘာစားရမလဲနံပါတ်1ခေါင်းထဲမှာလာတာဒီနေ့မနေ့စာဘာစားမလဲနော်ဘာလို့ကျွန်တော်တို့ရဲ့သဘာဝအတာပဲစားမယ်အိမ်မယ်မေထုံမီဝဲမယ်မေထုံမီဝဲဆိုတာနော်အာယုံခံစားမယ်အာဟာရဘာယနိဒရာမိထုနာနော်ပြီးရင်ကိုမသေးအောင်ဘယ်လိုလုပ်ရမလဲလို့အများအားစိုးရိမ်နေမယ်ငါမသေးခြင်းဘယ်လိုလုပ်ရမလဲငါပတ်စံရှိငါမသေးဘူးငါအိမ်ရှိငါမသေးဘူးငါဒုက္ခမရောက်
ကိုခုခံခါကြတဲ့စနစ်တစ်ခုကျွန်တော်တိဆောက်တယ် this we know ကျွန်တော်တို့သိတာဒီလေးကိုအဲ့ဒါကျွန်တော်တို့ပဲမဟုတ်ဘူးဘယ်သူလဲသိလဲတရိษံလည်းသိတယ်အာဟာရဘာယနိဒရာမေထုနာမ်ဆိုတာတရိษံလည်းသိတယ်ကျွန်တော်လည်းသိတယ်အဲ့တော့အခုနအဝိဇ္ဇာကိုဖယ်ဖို့အဝိဇ္ဇာကိုဖယ်ရမယ်ကျွန်တော်တို့ရဲ့အလုပ်ကအခုဒီလောကထဲရောက်လာတဲ့အခါမှာအဝိဇ္ဇာဖုံးကြီးရောက်လာတယ်မသိပဲရောက်လာတယ် no we don't know what to do we don't know where to go we don't know after death what is happened we don't know anything coronavirus we don't know ကျွန်တော်မသိဘူးဘာအကြောင်းမှကျွန်တော်တကယ်ထဲဝင်နှစ်နဲ့ရှင်ကျွန်တော်မသိဘူး we don't know ဘာလို့လဲကျွန်တော်တို့ကအဝိဇ္ဇာဖုံးတယ်အဝိဇ္ဇာဆိုတာတီးတယ်လို့ထင်ရတယ်မသိဘူးဆိုတော့အဲ့ဒီမှာအဝိဇ္ဇာဖုံးနေတယ်အဝိဇ္ဇာလွှမ်းနေတယ်မောဟဖုံးနေတယ်မောဟကအဲ့ဒီခါဘာထင်လဲအမှားကိုအမှန်လို့ထင်တယ်အမှန်ကိုအမှားလို့ထင်တယ်ဒီမောဟဆိုတဲ့ဥစ္စာဟာကျွန်တော်တို့ဘဝတစ်ခုလုံးကို play လုပ်နေတဲ့မင်းသားဟာအဲ့ဒီမောဟပဲကျွန်တော်တို့ဘဝတစ်ခုလုံးကိုဒီကြောက်ထဲချနေတဲ့ဥစ္စာဒီဒီမောဟပဲအမှားကိုအမှန်ထင်အောင်လုပ်ထားတယ်ဆိုတော့အဲ့ဒီထဲမှာအကြီးဆုံးမောဟကဘာလဲလို့ဆိုရင်ဒီလက်ရှိခန္ဓာကိုယ်ကိုကျွန်တော်လို့ကျွန်တော်ထင်နေတယ် I'm thinking this is me အဲ့တော့ပရုပ္ပါဒကဒါကိုရှင်းသွားအောင်လွယ်လေးခလေးတယောက်ကိုပေးတဲ့ဥပမာမျိုးပရုပ္ပါဒကပေးတယ်ပရုပ္ပါဒကမေးတယ်လူတယောက်ကိုခင်ဗျားဒီကိုငါလို့ဒီလိုထင်နေတယ်မလားဆိုပရုပ္ပါဒကသူ့ကိုလွယ်လေးဥပမာပေးတယ်မေးတယ်ဘယ်လိုမေးလဲလို့ဆိုရင်ဒါဆိုရင်ခင်ဗျားရဲ့လက်ကိုပြပါဦးကျွန်တော်ရဲ့လက်ဒီမှာ mind the language ကျွန်တော်ဤလက်ကျွန်တော်ဤဥကောင်းကျွန်တော်ရဲ့ခေါင်းကျွန်တော်ရဲ့လက်ကျွန်တော်ရဲ့ခြေထောက်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဆိုကြပါစို့ဒီဖုန်းကိုကျွန်တော်ဤဖုန်းလို့ပြောမယ်ဆိုရင်ကျွန်တော်ကတခြားဒီဖုန်းကတခြားကျွန်တော်ပိုင်တော့ဖုန်းကျွန်တော်ရဲ့ဖုန်းဆိုတော့ provide ကဘာပြောလဲကျွန်တော်တို့အခုသုံးနှုံးနေတဲ့အထက်မှာတဲ့ကျွန်တော်ရဲ့လက်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျွန်တော်ရဲ့ခေါင်းကျွန်တော်တို့ဒီလိုသုံးနေတယ်ဆိုရင်အဲ့ကျွန်တော်ကဘာတူလဲအဲ့ဒီကျွန်တော်ဆိုတာဒီခန္ဓာကိုယ်တည်သွားရင်လည်းမတည်တော့အရာဖြစ်တယ်အဲ့ဒါကျွန်တော်ပဲတဲ့ဒီကျွန်တော်ဟာကျွန်တော်လို့လည်းပြောလို့ရတယ်ကျမလို့လည်းပြောကြိုက်တာပြောအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်မှာရှိရင် तू ကကျမလို့ကိုထင်တယ်အမျိုးသားတယောက်ရဲ့ခန္ဓာကိုယ်မှာရှိရင် तू ကသူ့ကိုသူကျွန်တော်လို့ထင်တယ်ခွေးတစ်ကောင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေရင် तू ကဘာလို့ထင်လဲကိုခွေးလို့ထင်တယ်နွားတစ်ကောင်ရဲ့ခန္ဓာကိုယ်မှာရှိရင်နွားလို့ထင်တယ်အဲ့တော့စားတဲ့အစားစားလည်းမတူစဉ်းစားတာလည်းမတူလှုပ်တာလည်းမတူကြိုက်တာလည်းမတူဟုတ်လားဆိုတော့အဲ့လိုမျိုးအဲ့ဒါအခုနကျွန်တော်ပြောတဲ့အမှားကိုအမှန်ထင်နေတယ်ဆိုတဲ့ကိစ္စတွေမှာအကြီးဆုံးဟာဒါပဲအဲ့ဒါကျွန်တော်ကဘာလို့လဲသူဟာငါနဲ့မတူဘူးလို့ထင်လာတယ်ကမ္ဘာပေါ်ရှိတဲ့ပြဿနာအားလုံးရဲ့အဖြေကမ္ဘာပေါ်ရှိတဲ့ပြဿနာအားလုံးရဲ့ဒီမူလဘူတဘာလဲလို့ဆိုရင်အမြစ်ကဘာလဲလို့ဆိုရင်သူနဲ့ကျွန်တော်နဲ့မတူဘူးသူကကျွန်တော်ထက်နှိမ့်ကြတယ်ကျွန်တော်ကသူထက်မြင့်တယ်ဘာဖြစ်လို့မြင့်လဲကျွန်တော်ကသူ့ထက်အသားဖြူလို့ကျွန်တော်ကမြင့်တယ်ကျွန်တော်ကသူ့ထက်နှာခေါင်းရှည်လို့ကျွန်တော်ကမြင့်တယ်တွေ့တာကြည့်နော်သို့မဟုတ်ကျွန်တော်အသားဝါလို့သူ့ထက်မြင့်တယ်သူကအသားညိုလို့ကျွန်တော်ထက်နှိမ့်တယ် so this is all misconceptions going on in our head အဲ့ဒါဘာကြောင့်လဲအခုနပြောတဲ့မောဟ so မောဟရဲ့အဝိဇ္ဇာအမှားကိုအမှန်နဲ့ဆိုဒီခန္ဓာကိုယ်အမှားလို့ထင်လာဒီခန္ဓာကိုယ်ငါလို့ထင်လိုက်တဲ့အခါကျတော့ဘာထင်လာလဲဒီအိမ်ကငါအိမ်လို့ထင်လာတယ်ဒီမိန်းမဟာငါမိန်းမလို့ထင်လာတယ်ဒီယောက်ျားဟာငါယောက်ျားလို့ထင်လာတယ်ဒီသားသမီးဟာငါသားသမီးလို့ထင်လာတယ်ငါပိုင်တယ်လို့ထင်လာတယ်ဒါဟာငါလူမျိုးလို့ထင်လာတယ်ဒါဟာငါဘာသာလို့ထင်လာတယ်တကယ်တော့ဒီငါလို့ပြောနေတာဘာတူလဲဒီခန္ဓာကိုယ်ဖြစ်နေတာJai Srila Prabhupada ki Jai ဆိုတော့
ဒီအနေထားမှာအဝိဇ္ဇာရှိနေတယ်အဝိဇ္ဇာမသိဘူးအမှားကိုအမှန်လို့ထင်တယ်အမှန်ကိုအမှားလို့ထင်တယ်မောဟဖုံးနေတယ်ကျွန်တော်တို့ဘာတွေလုပ်နေလဲအခုအဲ့ဒီလမ်းကြောင်းမှာမူတည်ပြီးကျွန်တော်တို့ဟာတကယ်အကျိုးရှိတဲ့အလုပ်ကိုမလုပ်ဖဲနဲ့ကိုယ့်ကိုပြန်ပြီးဒုက္ခရောက်စေတဲ့အလုပ်ကိုပြန်လုပ်နေတယ်ဘလောက်အံ့ဩစရာကောင်းလဲလို့ဆိုရင်ကျွန်တော်ကိုတိုးတက်သွားမယ်အလုပ်လို့ကျွန်တော်ထင်တယ်ကျွန်တော်လုပ်နေတာတော့ကျွန်တော်ထင်တာငါတိုးတက်မယ်လို့ထင်တာသဘောတော့အရက်တောက်တဲ့လူတယောက်က तू တောက်တယ်ဘာလို့တောက်တယ်ပျော်မယ်ထင်လို့တောက်တာပဲဟုတ်လားအရက်တောက်တဲ့လူတယောက်ကငါဒီရက်တောက်ရင်ငါစိတ်ညစ်မယ်ဒီရက်တောက်ရင်ငါဘာညာမ तू အဲ့လိုတောက်တာမဟုတ် तू ဘာလို့တောက်လဲအရက်ကိုငါဒီရက်တောက်ရင်နေလို့ထိုင်လို့ကောင်းမယ်ခန္ဓာကိုယ်ကြိုက်တာနဲ့တော့ပျောက်တယ်မဟုတ်လားတို့မဟုတ်ညကြရင်ကောင်းကောင်းအိပ်ပြောမယ် something that reason they think that this liquor is going to good for him ကောင်းသူ့အတွက်ကောင်းတဲ့ထင်လို့သူဘာလုပ်လဲတောက်တာနောက်ဆုံးဘာဖြစ်သွားလဲအရက်ရက်သားကောင်းဖြစ်သွားတယ်နော်ဒီတိုင်းပဲဆိုကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေအားလုံးကျွန်တော်တို့တိုးတက်မယ်လို့ကျွန်တော်ထင်ပြီးလုပ်တဲ့အလုပ်တွေအားလုံးဟာတကယ်တမ်းကျွန်တော်တိုးတက်လာဆိုတော့မတိုးတက်ဘူးဒါပေမဲ့ကျွန်တော်ထင်နေတာပါလေတိုးတက်တဲ့ထင်ပြီးကျွန်တော်ဒီအလုပ်ကိုလုပ်နေတာနော်ဒီတိုင်းပဲဘဝမှာငါပျော်မလားဆိုပြီးလုပ်နေတဲ့အလုပ်တွေအားလုံးဟာလေနော်တကယ်တမ်းပြောရင်ကျွန်တော်တို့ပျော်ရွှင်မပေးဘူးသူကနော်ကျောင်းတွေတက်ပြီးငါ10ရန်အောင်ရင်ပျော်မလားဆိုပြီးတော့မှနော်10ရန်အောင်သွားတယ်ပျော်လားမပျော်ဘူးပါလေတက္ကသိုလ်ဆက်တက်ရမယ်အလုပ်လုပ်ရမယ်နော်နောက်ထပ်ပြဿနာတက်လာတယ်ဘွဲရသွားပြီအင်မတန်ကောင်းတဲ့ဘွဲရပြီပျော်မလားပျော်လာလားခဏလေးပဲပြီးရင်မလုပ်လဲဒီထက်ကြီးတဲ့ပြဿနာရောက်လာပြီဆိုတော့အခုဘွဲလည်းရပြီအလုပ်လည်းရပြီဘာလုပ်ပြီလဲမိန်းမလိုတယ်ယောက်ျားလိုတယ်ဘာလို့လိုလဲပျော်ခြင်းလို့တကယ်ယူလိုက်တဲ့ခါကျတော့ပျော်လားမပျော်ဘူးပို့ပြီးကြီးတယ်ဝန်တော့ဝန်ပိုးတစ်ခုရောက်လာတယ်ပါထင်းလဲအသက်ကြီးလို့ရှိရင်ငါကောင်းသွားမယ်ဆိုပြီးအသက်ကြီးအောင်စောင့်တယ်အသက်ကြီးတော့ပျော်လားမပျော်ဘူး so this is our life နော်မောဟနဲ့အဝိဇ္ဇာနဲ့ဂျားမှာတွားနေတယ်ကျွန်တော်တို့ဘဝဟာဘာဖြစ်လဲအဲ့လိုတွားနေတာကျွန်တော်တို့က so နောက်ဆုံးလူဟာစိတ်ညစ်ပြီးတည်သွားတယ်ပျော်ပျော်ရွှင်ရွှင်နဲ့အားလုံးတတ်တာပဲဟေးငါတော့သွားတော့မယ်နော်မင်းတို့ပျော်ပျော်ရွှင်နေကြလို့ပြောပြီးတည်တဲ့လူမြင်ဘူးလား Have you ever seen that မြင်ဘူးလားဟမ်အားလုံးတတ်တာနော်ငါတော့သွားတော့မယ်နော်ငါ့ကိုလာခေါ်နေပြီးနတ်ပြေသွားဖို့မှာနော်အကုန်လုံးလာခေါ်နေစောင့်နေကြတယ်မင်းတို့ကောင်းကောင်းမနေကြနော်ငါသွားမယ်ပြောပြီးတည်တဲ့လူမြင်ဘူးလား No နော်မွေးလာတော့ငိုပြီးမွေးလာတယ်တည်တဲ့အခါပဲငိုပြီးတည်သွားတယ်ဆိုတော့ဒီ pattern ထဲမှာဒီလမ်းကြောင်းထဲမှာကျွန်တော်ကဒီတိုင်းသွားမလားသို့မဟုတ်ကျွန်တော်ကလမ်းကြောင်းတစ်ခုကိုတေချာရှာပြီးသွားမလားဆိုတာကျွန်တော်စဉ်းစားသူများလှုပ်တဲ့လမ်းကြောင်းကိုပဲတောက်လျှောက်ကျွန်တော်လုပ်ရင်သူများလိုပဲကျွန်တော်စိတ်ညစ်ပြီးဘဝဆုံးသွားလိမ့်မယ်ဘဝလည်းအကျိုးရှိတယ်မဟုတ်ဘူး so အဲ့ဒါကြောင့်နော်ကျွန်တော်တို့ကဘာလုပ်ရမလဲလို့ဆိုရင်နော်အခုနပြောတဲ့ဒီဟာကြီးဒီ system ကြီးချထားတဲ့ဒီခုနပြောတဲ့ system ကြီးရဲ့အပြင်ကနေထွက်ပြီးတော့ out of the box thinking လို့ခေါ်ရတာကကိုယ့်ရဲ့ box ထဲကနေအပြင်ထွက်ပြီးစဉ်းစားရတော့မယ်ကမ္ဘာမှာတိုးတက်တဲ့သူတွေအားလုံးဒီ out of the box thinking လုပ်ကြတယ်သူများစဉ်းစားသလိုမစဉ်းစားဘူးနော်သူများခေါက်ရိုးကျိုးနေတဲ့ပုံစံစဉ်းစားတယ်ကျွန်တော်ကြတော့ဘယ်လိုစဉ်းစားလဲခေါက်ရိုးကျိုးတဲ့ပုံစံဒီထက်ပိုတက်ပြီးငါဘာလို့ရင်ကောင်းမလဲသူစဉ်းစားတာနော်အဲ့တော့ကျွန်တော်တို့မှာဘာတွေ့လဲလို့ဆိုရင်အခုတည်းကျွန်တော်ပြောတယ်လူတွေအားလုံးဟာဖရာကိုတော့ကိုးကွယ်စိတ်ကချင်ကြတယ်ကိုးကွယ်စိတ်ကတဲ့ပုံချင်းနည်းနည်းပပမတူချင်းမတူဘူးနော်အဲ့တော့ဖရာရှင်ကိုတက်ရှိထင်ရှားရှိတယ်လို့ကိုးကွယ်စိတ်ကတဲ့ပုံစံမျိုးဟာဒါကျွန်တော်တို့ကရစ်ယာန်အနုဒ္ဓရိနော်ကျင့်စဉ်မှာကိုးကွယ်တဲ့ပုံစံဘုရားကိုပုံစံအမျိုးမျိုးကိုးကွယ်လို့ရတယ်ဗရမေတိပရမဝေတိဘဂဝန္ဣတိစပ္ပတိဘုရားကိုကျွန်တော်တို့ကိုးကွယ်တဲ့အခါမှာလည်း variety အမျိုးမျိုးရှိတယ်နော်ကဘာမှာဒီကဘာဟာ variety များတဲ့လောကကြီးလေဒီကဘာဟာ variety အများကြီးရှိတယ်ဆိုတော့ဘုရားကိုကိုးကွယ်စိတ်ကတဲ့အခါမှာလည်းကျွန်တော်တို့ variety အများကြီးရှိတယ်ကျွေးစရာအများကြီးရှိတယ်ဘယ်လိုပုံစံနဲ့ကိုးကွယ်ခြင်းလဲဟုတ်လား
ကျွန်တော်တော့ဖះရှိတော့ရှိတယ်ဒါပေမဲ့ဖះဟာနော်တိတိကျကျဒီပုဂ္ဂိုလ်ပဲလို့ပြောတာမျိုးတော့ကျွန်တော်ကစိတ်ထဲမှာသဘောမကျဘူးဗျာဟုတ်ကဲ့ this is your thought ဟုတ်လားဖះရှိတာတော့ကျွန်တော်ယုံတယ်ဒါပေမဲ့ခင်ဗျားတို့ကတကယ်လို့ခရစ်ယာန်ကိုဖះလို့ပြောလိုက်ရင်ကျွန်တော်စိတ်ထဲမှာအဲ့ဒါအတိတ်အစာမကြည့်ဘူး I don't like that ဘာလို့လဲလို့မေးကြည့်ရင်ခရစ်ယာန်အိန္ဒိယပြည်ဆိုတော့ကျွန်တော်လည်းမဆိုင်ဘူးထင်လို့ပေါ့မဟုတ်လားတချို့ကလည်းပြောလဲခရစ်ယာန်ကအိန္ဒိယပြည်မှာအချင်းချင်းတော့ပြောလဲခရစ်ယာန်ကတဲ့နော်မြောက်ပိုင်းသားဖြစ်တဲ့ကျွန်တော်တောင်ပိုင်းသားနဲ့တိတ်မဆိုင်ဘူးအဲ့လိုပြောတယ်လို့ရှိတယ်ဖះကိုနော်တောင်ပိုင်းသားမြောက်ပိုင်းသားခွဲတယ်လို့လည်းရှိတယ်ဒါဟိုရည်စရာပြောတာမဟုတ်တော့တကယ်လူတွေထင်နေတဲ့ကိစ္စနော်အိန္ဒိယတောင်ပိုင်းသားတွေကခရစ်ယာန်ကိုတိတ်မယုံဘူးသူတို့ကဘာလို့လဲခရစ်ယာန်ဘုရားရှင်ပွင့်တော်မူလာမြောက်ပိုင်းမှာတော့ပွင့်တော်မူတော့နော်ကျွန်တော်လည်းမတူးထင်တယ်သူက they take it like that နော်ဘာလို့လဲအဲ့ဒါကြောင့်ဒိုတီဝိအောင်မှသူကမတူအောင်ဝတ်တယ်သူကမြောက်ပိုင်းနဲ့တောင်ပိုင်းဒိုတီဝတ်တာချင်းတော့မတူဒီဒိုတီပဲဝတ်တာနော်ပုံစံချင်းမတူငါတို့ကမင်းတို့နဲ့မတူငါတို့ကမြောက်ပိုင်းသားသူကတောင်ပိုင်းသားမဟုတ်ငါတို့ကတောင်ပိုင်းသားသူကမြောက်ပိုင်းသား so like this အဲ့တော့ဘုရားကိုလည်းကျွန်တော်တို့စီးကတ်တဲ့အခါမှာချင်းကတ်တဲ့အခါမှာ Jai Sri La Prabhupada ki Jai so ကျွန်တော်ဘုရားကိုချင်းကတ်တဲ့အခါမှာလေနီးမျိုးစုံနဲ့ကျွန်တော်ချင်းကတ်ခွင့်ရှိတယ်ဘယ်သူမှခင်ဗျားမကန့်တတ်ထားဘူးနော်ကျွန်တော်ဘုရားကိုတော့လက်ခံတယ်ခရစ်ယာန်ကိုဘုရားလို့လက်မခံဘူးဒါဆိုဘယ်သူကိုလက်ခံလဲကျွန်တော်ဘုရားဆိုဘုရားပဲလို့ကျွန်တော်လက်ခံတယ်โอเคတကယ်ခင်ဗျားတွေးတဲ့အခါအဲ့ဒါဘယ်သူလဲလို့ခင်ဗျားတွေးမှာမဟုတ်လားကျွန်တော်ဘုရားကိုဘုရားပဲလက်ခံတယ် so ကျွန်တော်တို့ခေါင်းတွေမှာအတွေးခေါ်မြောင်များရှိတဲ့အတွက်ကြောင့် you can do whatever you like နော်အဲ့တော့တချို့ကလည်းပြောလဲဘုရားတော့နော်ရှိခဲ့တယ်အခုတော့တက်ရှိထင်ရှားဗျာအရှင်ဘုရားလို့တောင်းရင်ပေးနိုင်တာတော့ကျွန်တော်လက်မခံဘူးလို့ပြောရင်လေ it's okay ခင်ဗျရှိခဲ့တဲ့ဘုရားကိုကိုးကွယ်ဟုတ်လားကျွန်တော်တို့ဘုရားကိုအဲ့လိုကိုးကွယ်တာမကြိုက်ဘူးကျွန်တော်ကဘုရားစကားပဲနားထောင်တရားကိုပဲကြိုက်တယ် okay ဟုတ်လားမဟုတ်ဘူးကျွန်တော်တော့ဒုရဂမာတာကိုပဲဘုရားလို့ထင်တယ်ဘုရားဟာအမျိုးသမီးဖြစ်ရမယ်ယောက်ျားမဖြစ်နိုင်ဘူး it's okay တချို့ရှိတယ်လေဟုတ်တယ်မလားပြောတယ်မဘုရားဟာဒုရဂမာတာပဲဟုတ်တယ်ကျွန်တော်တော့ဒုရဂမာတာခင်ဗျားတို့ဘာပဲပဲ okay နော် so ဘုရားကိုကျွန်တော်တို့ကိုးကွယ်တဲ့အခါမှာလဲနော်ကျွန်တော်တို့ရဲ့အတွေးခေါ်အတိမ်နဲ့ကဘယ်လောက်ထိသွားနိုင်လဲကျွန်တော်တို့ရဲ့နော်ဒီရင့်ကျက်တဲ့အတွေးခေါ်ဘယ်လောက်ထိသွားကျွန်တော်အဲ့အတိုင်းပဲဘုရားကိုကိုးကွယ်မှာ it's okay ဒါပေမဲ့ဘုရားကိုတော့မလုပ်လဲကျွန်တော်တို့ကိုးကွယ်နေကြတယ် that's fine နော်အဲ့ဒီအထိတော့ကောင်းသေးတယ်ဘုရားကိုကိုးကွယ်နေကြတယ်အဲ့တော့ကျွန်တော်တို့အခုခရစ်ယာန်အနုတ္တိလမ်းစဉ်ကသွားနေတဲ့ဥစ္စာကြတော့ဘာလဲလို့ဆိုရင်ဘုရားရှင်ဟာနော်လက်ရှိ active ဖြစ်တယ်သူကကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားရဲ့ပုံစံနော်လက်ရှိဘုရားဟာဘယ်တော့မှမမွေးဘူးဘယ်တော့မှမသိဘူးကျွန်တော်တို့ဟာလည်းဘယ်တော့မှမမွေးဘူးဘယ်တော့မှမသိဘူးကျွန်တော်တို့ကလည်းအများအားရှိတယ်ဘုရားဟာလည်းအများအားရှိတယ်နာဂျာတေမရိယတေဝကတာချင်းနာဘူတဝဘာဝိတာဝါနာဘူယဟအဂျိုနိတယံရှာရှတောယံပုရာနောနာဟညတေဟညမာနေရှရီရေဒါကျွန်တော်တို့ရဲ့ description ကျွန်တော်တို့ဘယ်သူလဲဆိုတဲ့ဥစ္စာကိုဘဂဝတ်ဂီတာကျမ်းကကျွန်တော်တို့ကိုနော်ပြထားတယ်ကျွန်တော်တို့ရဲ့ definition ပေါ့ဗျာနော်တယ်လီဖုန်းဆိုတာဘာလဲလို့ပြောရင်နော်တယ်လီဖုန်းဆိုဒီမှာတယောက်ယောက်ကဒီနံပါတ်ကိုခေါ်တော့အခါခင်ဗျားစီမှာ ring မြည်လာပြီးတော့နော်ခင်ဗျားကအဲ့ဒီ ring ကိုကင်လိုက်တဲ့အခါမှာနော်သူများနဲ့ပြန်ပြီးစကားပြောလို့ရတဲ့ပစ္စည်းကိုတယ်လီဖုန်းလို့ခေါ်ပါတယ်ဒါတယ်လီဖုန်းရဲ့ definition မဟုတ်လားနော်တယ်လီဖုန်းရဲ့ definition စာအုပ်တို့ရဲ့ definition ဆိုစာအုပ်ဆိုဒီမှာစာရွက်များကိုစု၍ချုပ်ထားပြီးတော့အဖုံးနှစ်ဖက်ပါပြီးတော့မှနော်စာဖတ်လို့ရတဲ့နော်အဲ့ပေါ်မှာစာတွေရေးထားတဲ့ပစ္စည်းကိုစာအုပ်လို့ခေါ်ပါသည် definition နော်အရာရာတိုင်းမှာ definition ရှိရစေဟုတ်လားသပင်ဆိုတာ definition ပါလေသပင်ဆိုတာခေါင်းထိပ်မှာပေါက်ရမယ်နော်အယောင်ကအနက်ရောင်အနုရောင်အဖြူရောင်နော်အမီးခိုးရောင်ဘာညာရှိရမယ်နော်သူကနော်ပပလေးဖြစ်ရမယ်ဒါကိုကျွန်တော်တို့သပင်လို့ခေါ်တယ်နော်သူ့မှာဘာဓာတ်တွေပါမယ်နော်လက်မောင်းမှာပေါက်တဲ့အမွှေးကိုကျွန်တော်သပင်လို့ပြောလို့မရဘူးခေါင်းမှာပေါက်မှာသူ့ဘာလို့ပြောလဲသပင်လို့ပြောလို့ရတယ် so everything has a definition so ကျွန်တော်တို့သက်ရှိတဲ့ definition ကိုဗာပေးထားလဲလို့ဆိုရင်
ဒီသက်ရှိဟာတဲ့နာဂျာယတေမရိယတေဝါကတာချင်းသူကမွေးလည်းမမွေးဘူးတည်လည်းမတည်ဘူးကျွန်တော်ရဲ့ definition ပေးထားတယ်ကျွန်တော်ဟာဘာတူလဲလို့ဆိုရင်ကျွန်တော်ဟာမွေးလည်းမမွေးဘူးတည်လည်းမတည်နော်နာယံဘူတောဘာဝိတာနာဘူယဟသူ့မှာအတိတ်လည်းမရှိဘူးသူ့မှာအနာဂတ်လည်းမရှိဘူးပြစ္ဆုတ်မှလည်းမရှိဘူးတဲ့သူကဟုတ်လားအဲ့ဒါကိုနားလည်အောင်စူးစမ်းကြည့်ပေါ့ definition ပြောထားတာနော်နာယံဘူတောဘာဝိတာဘူယအဂျိုနော်အစရရရှိတယ်နိတ္တမ်သာဝရတည်းရှာဆွတုံတကယ်လည်းရှိတယ်ပူရာနိုရှေးအဟောင်းဟုတ်တယ်တော်တော်ဟောင်းတယ်အသက်မဟုတ်ဘူးသူကငိုရဲရှိတယ်သူကနာဟညတေဟညမာနေရှရီလေခန္ဓာကိုယ်ကိုတတ်လိုက်ရင်လည်း तू ကမသိဘူးနာဟညတေဟညမာနေရှရီလေခန္ဓာကိုယ်တိုက်ရင်လည်း तू မသိဘူးအဲ့ဒါဘာလို့လဲအဲ့ဒါခမရတဲ့ This is you that is the definition ဘဂဝတ်ဂီတာကျမ်းမှာပေးထားတဲ့ကျွန်တော်တို့နဲ့ပတ်သက်တဲ့ definition so this is for sure အဲ့ဒါဘာကိုပြလဲကျွန်တော်တို့ဒီခန္ဓာကိုယ်တော့မဟုတ်ဘူးခန္ဓာကိုယ်တည်သွားပြီးရင်လည်းမတည်နိုင်တဲ့အရာနော်အဲ့ဒါဟာကျွန်တော်ဟုတ်တယ်ဆိုတော့ကျွန်တော်တို့ဟာလည်းမသိဘူးဖယားဟာလည်းမသိဘူးကျွန်တော်တို့လည်းမမွေဘူးဖယားလည်းမမွေဘူးလောလောဆယ်မှာကျွန်တော်တို့ကဒီခန္ဓာကိုယ်ကိုယူထားတယ်ဒီခန္ဓာကိုယ်ကမွေးမယ်ဒီခန္ဓာကိုယ်ကသိမယ်ဒီခန္ဓာကိုယ်မှာတန်တရားဆိုတာရှိတယ်ဒီခန္ဓာကိုယ်ကတဘာဝတရားကြီးရဲ့ဥပဒေတာအောက်မှာတွားနေတယ်ဖယားဟာတဘာဝတရားကြီးရဲ့ဥပဒေအပြင်မှာရှိတယ်ဒါပဲကွာတယ်ကျွန်တော်တို့ဟာလည်းချစ်တရကြဟုတ်တယ်ကျွန်တော်တို့ဟာလည်းနယ်ပယ်ကိုတည်တော်သူဟုတ်တယ်ဖယားဟာလည်းနယ်ပယ်ကိုတည်တော်သူဟုတ်တယ်ဖယားသည်ခတ်သိမ်းကိုတည်တော်သူဟုတ်တယ်ကျွန်တော်တို့သည်ကိုယ့်ကိုတည်တော်သူဟုတ်တယ်ကိုယ်ခန္ဓာကိုယ်လောက်တော့ကျွန်တော်တို့သိတယ်ဘယ်နာမှနာနေလဲဘယ်နာမှကြိုက်နေလဲနော်ဘာကြိုက်လဲဘာမကြိုက်ဘူးလဲဘာဖြစ်တယ်ဒါကျွန်တော်တို့ကိုကျွန်တော်တို့သိတယ်ဖယားဟာအလုံးစုံကိုသိတယ်ကျွန်တော်ကိုလည်းသိတယ်ခမည်းကိုလည်းသိတယ်ဒါဖယားရဲ့ definition ကျွန်တော်ရဲ့ definition ရှိသလိုဖယားမှလည်းဘာဖြစ်လဲ definition ရှိတယ်နော်ဘုရားဟာပြစ္ဆုတ်ပံအနာဂတ်ကာလ3ပါးလုံးကိုနော်ပြစ္ဆုတ်ပံနော်အနာဂတ်အတိတ်ကာလ3ပါးလုံးကိုတည်တော်သူဖြစ်တယ်နော်ဒါဘုရားရဲ့ definition ဆိုတော့ဘုရားရှင်ကိုခုနကျွန်တော်ပြောတယ်ဘုရားရှင်ကိုကျွန်တော်ကိုးကွယ်စိတ်ကပ်တဲ့အခါမှာနော်ဒီလောကရဲရောက်လာတဲ့အခါမှာအဝိဇ္ဇာဖုံးနေတယ်မောဟဖုံးနေတယ်ဒါကျွန်တော်ရှင်းပြခဲ့ပြီအဲ့တော့ကျွန်တော်တို့တာဝန်ဟာဖုံးနေတဲ့အဝိဇ္ဇာကိုခွာရမယ်ဖုံးနေတဲ့မောဟကပယ်ရမယ်နော်ကျွန်တော်ဘာလို့လဲဆိုတာသိအောင်လုပ်ရမယ်ကျွန်တော်ဘာလုပ်တင်တယ်ဆိုတာသိအောင်လုပ်ရမယ်သိပြီကျွန်တော်ဘာလုပ်ရမလဲတန်တရားကလွတ်ချင်းကိုတွားရမယ်ဒါဟာဘာသာရေးနဲ့မဆိုင်ဘူးဒါလောကမှာရောက်လာတဲ့လူတွေအားလုံးအတွက်လုပ်ရမယ်ဖျားစီကိုပြန်သွားတယ်ပဲပြောပြောနိဗ္ဗာန်ကိုသွားတယ်ပဲပြောပြောနော်heaven ကိုသွားတယ်ပဲပြောပြောဝိကွန္ထလောကကိုသွားတယ်ပဲပြောပြောနော်ဂိုလုတ်ဗြင်္ဒါဝန်ကိုသွားတယ်ပြောပြောဗြဟ္မဂျိုတိကိုပေါင်းသွားတယ်ပြောပြောဒါပေမဲ့သွားမဲ့လမ်းကြောင်းပါလေဒီလောကကနေတော့အပြင်ကိုထွက်ပြီးသွားရမယ်ဘယ်သူသွားမှာလဲဒီခန္ဓာကိုယ်တော့မသွားဘူးဘယ်သူသွားမှာလားဆိုရင်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ကျွန်တော်သွားမှာ so that's very clear ဒါကျွန်တော်တို့အားလုံးလုပ်ရမယ်ကိစ္စနော်ဆိုတဲ့အခါကျတော့အဲ့ဒီမှာအခုနလမ်းကြောင်းမတူတဲ့ဥစ္စာကိုကျွန်တော်တို့ fight နေလို့မရဘူးနော်ကျွန်တော်တို့မှာ fight ဖို့အချိန်မရှိဘူး we don't have time to fight ခင်ဗျားဥစ္စာမှားတယ်ကျွန်တော်ဥစ္စာမှားတယ်ကျွန်တော်တို့တော့ fight လုပ်ဖို့အချိန်မရှိဘူးကျွန်တော် we don't have time နော်ကျွန်တော်ရဲ့ဒီနော်အခုနကျွန်တော်ရဲ့ယုံကြည်မှုလို့ပြောရမလားသို့မဟုတ်ကျွန်တော်ရဲ့နော်အတွေးအခေါ်အရာနော်နှစ်ခုပဲရှိတယ်နော်တကယ်တမ်းပြောရင်ကိုယ်ကိုအားကိုးပြီးသွားတဲ့လမ်းဖះကိုအားကိုးပြီးသွားတဲ့လမ်းနော်ဖះရှိတယ်လို့ဆိုရင်လောကမှာဖះရှိတယ်လို့ဆိုရင်ဖះကိုအားကိုးပြီးသွားမယ်နော်သို့မဟုတ်တချို့ကဘာပြောလဲမဟုတ်ဖះကိုအားကိုးလို့မရဘူးခင်ဗျားဆူတောင်းနေလို့ဖះဘာမှမလုပ်ဘူးကိုယ့်ကိုလုံးမရမယ် okay you can do yourself ကျွန်တော်တို့အတိုက်ခံမလုပ်ဘူးဒီကိစ္စပေါ်မှာဒါပေမဲ့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကဖះကိုအားကိုးပြီးသွားရင်ဘယ်လိုသွားရမလဲနော်ကိုယ့်ဘက်ကိုစူးစမ်းပြီးသွားမယ်စူးစမ်းဘယ်လိုစူးစမ်းမလဲဖះပြောတဲ့အတိုင်းစူးစမ်းမယ် okay လို့ဖះတော့မလို့ဘူးဖះဟောတဲ့တရားပဲလို့တယ် okay you can go that also okay ကျွန်တော်ပြောပြကျွန်တော်တို့ဒီဘာသာရေးဆိုတဲ့ကိစ္စမှာလောကုတ္တရာဆိုတဲ့ကိစ္စမှာကျွန်တော် fight ဆရာမလို့အတွေးခေါ်မှာကျွန်တော်တို့ fight ဆရာမလို့အတွေးခေါ်ကြောင့်ရန်သူဖြစ်ဆရာမလို့ကျွန်တော်တို့ဟုတ်လား
သူ့ကိုဂိုဝိန္ဒံပရဘုကိုမလားပဒံပူဇာပရဘုကနော်တိတ်တော့သူကကြည့်လို့မကောင်းဘူးလို့ပြောမယ်ကျွန်တော်ကဟာဂိုဝိန္ဒံပရဘုကတကယ်ချောတယ်ဗျာကျွန်တော်ကြိုက်တယ်အသားညုံနော်လုံးဝယောက်ျားပိတာတယ်ပြောရင်အတွေးခေါ်မပူတူတဲ့ကိစ္စမှာကျွန်တော်နှစ်ယောက်တတ်เสียပါအကြောင်းမှမရှိဘူးဘာလို့လဲကျွန်တော်ထင်တာ तू ကချောမောလှပါတယ်ခင်ဗျားထင်တာမဟုတ်ဘူးနော်ကျွန်တော်တော့နော်ဘာလို့လဲနော်ရမ်ဂိုဝိန္ဒနော်ကျွန်တော်ရမ်ဂိုဝိန္ဒလိုမျိုးလူကိုပဲကျွန်တော်ကနှစ်သက်တယ်ကျွန်တော်ဂိုဝိန္ဒလူလိမ့်မနေဒါကျွန်တော်တို့အတွေးခေါ်လေကျွန်တော်နှစ်သက်လို့သူတို့ပြောင်းသွားမှလည်းမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးအတွေးခေါ်ပေါ်မှာကျွန်တော်တို့ရံဖြစ်เสียအကြောင်းမရှိဘူးခင်ဗျားကြိုက်တာခင်ဗျားပြောရတယ်ခင်ဗျားထင်တယ်ကျွန်တော်ထင်လို့နေတာကျွန်တော်ပြောတာ it's okay ဆိုတော့ဒီလောကုတ္တရာမှာကျွန်တော်ဒီလိုပဲအတွေးခေါ်မတူတဲ့ကိစ္စမှာမင်းဘာလို့ဒီလိုထင်တာလဲကျွန်တော် fight မလုပ်ဘူး we don't fight for what မလားအတွေးခေါ်မတူတာကျွန်တော်အသားလဲနာသွားတာမဟုတ်ဘူးခင်ဗျားဂိုဝိန္ဒပရဘုကိုမကြိုက်ဘူးဆိုတော့ကျွန်တော်အသားနာသွားတယ်လည်းမဟုတ်ဘူးမလားခင်ဗျားဖះကိုလက်မခံဘူးဆိုတော့ကျွန်တော်ဘာမှပျက်စီးသွားတယ်လည်းမဟုတ်ဘူး so we don't fight for that ဒါပေမဲ့ဥဒ္ဒဖះဟာလောကမှာရှိတယ်တက်ရှိထင်ရှားရှိတယ်ကျွန်တော်တို့ဆူတောင်းရင်ကြားနိုင်တယ်နော်ကျွန်တော်တို့ဆူတောင်းရင်ကြားနိုင်တယ်ကျွန်တော်တို့ကဘုရားရှင်ကိုခိုလုံစည်းကပ်လို့ရှိရင်လမ်းကြောင်းအမှန်ကိုပြပေးနိုင်တယ်နော်အဲ့လိုကျွန်တော်ယုံကြည်လို့ရှိရင်နော် if we believe in that then အဲ့ဒီအကြောင်းကိုကျွန်တော်ကဒီနေ့ပြောအဲ့လိုလူတွေအတွက်ပေါ့လားကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာဟာအဲ့လိုမျိုးအဝိဇ္ဇာဖုံးနေတယ်မောဟဖုံးနေတာကိုဘုရားရှင်ရဲ့အကူအညီကိုယူပြီးကျွန်တော်ဘယ်လိုသွားမလဲအဲ့တော့ဘုရားရှင်ရဲ့အကူအညီကိုယူပြီးသွားမယ်လို့ကျွန်တော်တို့ကဆုံးဖြတ်ရင်တောင်မှကဲကျွန်တော်ဒီနေ့ဆုံးဖြတ်တယ်ဆိုပါစို့โอเคကျွန်တော်ဘုရားသက်ရှိစင်ရှားရှိရဆိုတော့လက်ခံတယ်နော်ဘုရားရှင်အကူအညီကိုကျွန်တော်ယူမယ်နော်ဘုရားရှင်အကူအညီကိုယူတယ်ဆိုတာကျွန်တော်ကထိုင်နေတာမဟုတ်ကျွန်တော်အိတ်နေတာမဟုတ်ဘူးနော်အဲ့ဒါလည်းမမှားရဘူးကျွန်တော်တို့ကဟုတ်လားကျွန်တော်တို့ဘုရားရှင်အကူအညီကိုယူဖို့လမ်းကြောင်းသွားမယ်သို့မဟုတ်ကိုယ့်ကိုကျွန်တော်စူးစမ်းမယ်ကိုယ့်ဘာကိုပဲစူးစမ်းမယ်စူးစမ်းကျွန်တော်တို့ကရံဖြစ်เสียအကြောင်းမရှိဘူးဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နဲ့ခင်ဗျားနဲ့ထပြီးချเสียလည်းအကြောင်းမရှိဘူးဆွေးနွေးခြင်းနဲ့ဆိုတော့ဆွေးနွေးလို့ရတယ်ဒါပေမဲ့ခင်ဗျားကကျွန်တော်မုန်းเสียလည်းမရှိဘူးဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ဆိုးเสียလည်းမရှိဘူးဘာလို့လဲခင်ဗျားအဲ့လိုထင်နေလို့ I don't have to do anything with you but ကျွန်တော်ကြတော့ကျွန်တော်တို့ကြတော့နော်ဘုရားရှင်အကူအညီကိုယူမယ်လို့ဆုံးဖြတ်တယ်ဆိုပါစို့ yes there is God there is a supreme person that supreme person is a supreme controller နော်အဲ့ဒီ supreme person ဆိုတာဟာ supreme controller ဟုတ်တယ်အရာရာတိုင်းကိုသူကမလုပ်နိုင်လေအုပ်ချုပ်နိုင်တယ်ထိန်းချုပ်နိုင်တယ်နော်ကျွန်တော်တို့ပြောနေတဲ့ဘုရားရှင်နော်ကျွန်တော်ပြောတာလက်ခံဖို့ပြောတာမဟုတ်နော်ကျွန်တော်တို့ပြောနေတဲ့ဘုရားရှင်ဟာအရာရာတိုင်းကိုထိန်းချုပ်နိုင်တယ်နော်အဟမ်ဆရစပရဘကျွန်တော်တို့ကဟိုလိုမျိုးကိုယ့်အကိုယုံလို့ပြောတာမဟုတ်ဘူးကျမ်းစာမှာကဘယ်လိုပြောထားလဲလို့ဆိုအဟမ်ဆရစပရဘမတ္တစရံပရဝတ္တတိဣတိမတ္တဝဗဇန္တေမဘူတဘာဝသမန္විတဟငါအသည်တဲ့လောကီလောကုတ္တရနှစ်ဖြာလုံးကိုအစိုးရတော်သူဖြစ်တယ်အရာရာတိုင်းဟာငါထံမှလာထားတာဖြစ်တယ်ဣတိမတ္တဝဗဇန္တေမအဲ့ဒါကိုတိလို့ငါ့ကိုစီးကပ်မယ်ဆိုရင်တန်တရားလွတ်မြောက်မှုရနိုင်တယ်ဒါကကျမ်းစာဘဂဝတ်ဂီတာကအတိအလင်းပြောထားတဲ့ကိစ္စဆိုကျွန်တော်တို့ယုံတယ်မယုံတဲ့လူမယုံပါနဲ့ပြဿနာမရှိဘူးကျွန်တော်တို့ယုံတယ်ပြောတာနော်ဘုရားရှင်ရဲ့ဘဂဝတ်ဂီတာမှာပြောတဲ့ဘုရားရှင်ရှီခရစ်ယာန်ရဲ့ဘဂဝတ်ဂီတာမှာကြေညာချက်ကိုကျွန်တော်တို့ကလည်းလက်ခံတယ်အဲ့တော့လက်ခံတဲ့လူတွေအတွက်ဘယ်လိုသွားမလဲဘုရားဟာသက်ရှိထင်ရှားရှိတယ်ဘုရားဟာကျွန်တော်တို့ရဲ့ကံကံရဲ့အကျိုးကိုပြောင်းပေးနိုင်တယ်ကျွန်တော်ဘလောက်ပဲအတိတ်ကကံဘလောက်ပဲဆိုးလာဘုရားရှင်ကိုစီးကပ်လိုက်ပြီလို့ဆိုရင်ကျွန်တော်ပြုပြင်ပြောင်းလဲမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့နေရာမှာအချိန်မှာဘုရားရှင်ကိုစီးကပ်လိုက်ပြီလို့ဆိုရင်နောင်ဒီလိုအပြစ်တွေကိုကျွန်တော်မလုပ်တော့ပါဘူးလို့ဆုံးဖြတ်လိုက်တဲ့အချိန်မလုပ်တော့ဘူးဆိုတဲ့အချိန်မှာကျွန်တော်ဘဝဟာပြောင်းလဲမှုဖြစ်ရမယ်အတိတ်ဘဝကံကျွန်တော်ကိုလွှမ်းမိုးလို့မရတော့ဘူးအဲဒီခါကျရင်ဘာလို့လဲဘုရားရှင်ဟာဒီကိစ္စကိုတာဝန်ယူတယ်နော်အဲ့ဒါလည်းကျွန်တော်ပြောတာမဟုတ်ဘူးဘယ်မှာပြောတာလဲဘဂဝတ်ဂီတာမှာစရဓမ္မန်ပရိත්‍යාජ
Mame Kamsharanam Raja, Aham Tuam Sarvapapebyo, Moksha Isyami Masu Joha, Machau Nere, Nago Kolom Biroma, Mapipuso Biro, Machau Pane, Masu Joha Machaune. No, Machaune, Nadi, a table waga, Wodoka, Alo Matin, Akete, maybe Aham Tuam Sarvapapebyo, a table waga, Lotare, Akudo, Alongane, Mengo Nga, Lumyam Mugo, Pime. Pain I look Piora. Mala, Jana Lutio go Biome, Lage, Mingazi Lage, Namio Pasan Tatain payment, Jana Masan Tatai Shiluchana Biora, Lage, Moi Janama Tain de Ashiluchana Biora, Mana Mio at the Pin and Lage, Medovayan and Lage, Namio Tatain payment, Pain I look Biora. Mala, Bhagavad Gabama She Jazam Jama, Piashin Sri Krishna ga, Mohatara, Nadi Pain, Aham Tuam Sarva Papebyo. Nadi Tandayama Lumia Mengo, no, Shidimia Akudori Alonga Lumia on Alo baby, Tabi me. Now the cow Daniel Akudo, Malo Pulo of Aluam. This are so yame. No, Piashingo Kolo Sika, now the cow allo Daniel Malo Pulo, this are so ye. Namengo, Dokaro Makaya Mono, Kaya Lame, I may edit can't beat it now by ma. A table Akudo Alo, Dokama Kayupura Mono, Dame Eri yes, Zalandema. Low Tare Osaura, Dokaro Kayame, Jabime, Kankaya, a chose Zalama, Dapshi and Dapshi like Zalama, Doro, whenever. Doka can't be it now by ma. Nazigo, Tantam Mama Lalime. Bhagavad Gita ma, Gribitara. No, so. Who general to one Lanja Havale so, Piashin Kukere, Sikate. Kuaku Atua Mesrole Nale. Piashin go Sikate, Ashimia, the Verogo, Dabeba, so we time it on my Eze, Ema time it or Juni Lumia Udaga. No, Kukuraine Balome, Josame, Piashin Lanyo Jet Dinele, Toyam. Piashin Colonel Surabale. Piashin a colon like be. No, Janogo Tamin Beba, near Piashin Janogo, no, Dambao, Tatalo, Dambao, and Pani in a Pobeba, so we tiny Yare Usamu Daga. No. Piashin was Sika like Visravale, Piashin Piado language on a shawme, Dago Sumpiata. No, Dajang Elo Lure to a Piashin facility Lutapire. Elo Lure to a Beno. Piajama Piashin Machine, Mayone, who have Piajan Lazia Maluri, Lazia Lola. Nola, Ero. Piashin Janogo facility paid her at Tema, edifice, number take about it, Piajan. Piajan at Tama, Saud Hune Bagwale. Piajan Hale, One Bane, and South Hare Saube. Hodamla. No, design line lame, Tilo going come, Piajan, Tama, in Saune, Quare, Checabale. Piajan, Maguna Jano Piore, no? Janoro Piore Piajan, Tumia Piajan Janoro, Janoro Piore Piajan Slabale, so Piajan ma, Piashin ye, you poiro she. Piajan go Balu Piajan lo call it, Eri Piajan ma, Piashin some pero mule. Tajan tu Balu call it, Piajan lo call it. It's a temple because the Lord reside in that temple. Ero, Piajan, Piashin, you borrow sheet at Rajan, Eri you borrow ha. No, Nina is one sheet. Jana is one sheet. No, Jana Piajan will I, Piashin, Janogo, Minine. No, da Piashin at Janorogo, Tandea, Lumia put a Pete had a facility take at the coach of Yobiada. Napiago young there swing, Nago yo poiro and in a coco when she, da Piashin instruction. General the bonnet on Lutamo, da Udavago, Piashin Gani, Lanyon Tare, Lanyon Jet. No. Ero, General Koba go Tamodia go Kubi or Lepic Kubi, Tamodia Machan and Ludiaga, Tamodia go Koba go Lepic Kubi, Tualo or Mayau, Date Jarekesa.
Loka Tandiama Tamo Diarema Jani de General Hangabanga Atobi Tuame Sweno Mayabu da General Usaje Payago Jonesre Duria Usajega no Ekaki Amara Nahi Paya Bhala Chano Kuba ko Chano Bahama Malone Chanoma Lona is Ramashu Chanoma Ella Ono Lemashu Chanoma Ella E Alemashu Chanoma allow Sinjin Sinzan and Yanemshi Balule, Chanoha Aweza Pony do, Chanoha Moha Pony do. That's no lecca like that. No, I don't know anything. I need your help. No, I need your mercy. Chanoha Shempiaya Garunao Logene, Shempiaya Mitarogo Logene, a Shempiaya Kuni Sanshamo Logene, a Shempiaya no Lanyumugo Logene. That is my position. So, two track, Elo Lu track of Piasha Balo Pirale, Elo Lu track of Pia Jones Rago Nga Tabi me. No. Telo di Piago Saine Mansare a single Mayaute a Twajam. Well, say Tema, Loma Pusim Biroma. No, say Tegan a Piashingo. Piashin was saying a letter Luyano. I would not be a Piashin, Yo Poiro, Shimyoshi del Kama. Tamua Valero, saying it, no, Piashin go Pom Port Harale Pare. Who the Pare? Manasik, so the Pare. Piashin go saying it a low tribute. Da Badu Dwelle. Say ha Pusin Tan Shin that Shingo, Yautuare Kajan, two Seiko to Beo Polo Yale. No, transcendental realm go to a balobia, transfer lolu yala, Erika Jai. No, General Sega Akua, Awazane, Mohane, Pone, Eche, Matanshine, Eche, Ayo Kanzamu go Senzare Eche, doesn't General say to her, Loki go Lombi Pautra Walo Mayahudua. Tame Elumio Sega Tanshin Lare Kajai, di Seiko Generua, no, transport lolu yare, no, tu go Hobako Polo yare, Hobesravale. Local travel polo ya. Every local travel go deep you sinner say yaulaye. Every say ha. Every ma go no go to tinine. No, elo mayau kema. No, elo mayau kema. No, Piashinga Janorogo facilitate locate hare. Facilitate suraga Janorogo. No, Luelue kugu chinka nine do. No, the Asi Amango Lopitara, facility Lopitara. Era vale, Piajo. No, Piajo Mashido, Yoparogo, Nata Shitin Shashi the Kedo, Puzuba, Buzova, Samshamba. That the Vaishnava Jensen, Krishna Nodri Jensen Matuanide, Lanjang Hote. No. Elomio Piashin ye Yoparogo, Tashitin Sha Paya Gedo, my Jubiroma. La Piashin DJ Ma, no taro mure chain pipi, a champia, no taro muba, Loca Tacolongo, Mingla, she on Petanaro muba. No, Satanic, all maybe a Piashin go, no tare. Daga, Mayone do Trega, Mahobu. No, it's not a problem. You know, na asare abiyogere. No, dago hata do thene do taka hata be hote daga. Ye thamam prapadyante tams tathaiva bajamyaham. Matidu chodwa tidu phosa. No, ta Piashin ko ro dai nga facilitate lo pai thar no, jana pyo da. Nga go tat shi thin sha no shi de lo yu sa de du twet nga di Pia Jong ma Yop Paro Ti Payment Dago. No, Ti Payment Sura. No, Yop Paro and in a ni payment, Balloon ni payment swing, Tinga Arago Balupule. A low trip pulo yao. Chanoro a low trip pulo yao, Pia Shinga, Yop Paro Nenadima, Nipira. No, Endo Pia Shing or low trip using Bayala. Pia Shing would chit the sick people. No, aku cenderung Piashin cita say cenderung masih. Tapi Piashin Yoparo go ne the dua low trade low ne do tiauma. Piashin go cita say pilame. Tailo me awusure kamago ayon kanzare sete the piebe yojalame.
တကယ်ဘုရားရှင်ကိုစိတ်ပါလက်ပါအလုပ်ကျွေးလုပ်နေသူတယောက်မှာလောကီရဲ့ပျော်ရွှင်မှုတွေကိုလောကီရဲ့ပျော်ရွှင်မှုအနောက်ကိုလိုက်ရမလားဆိုတဲ့ဥစ္စာတွေအကုန်လုံးယော့လာပြီးပါဖြစ်လာတယ်သူ့ဘာသူအထဲတွေကလည်းအင်းငင်းငင်းတခုရလာတယ်ဘုရားရှင်ကိုသူအလုပ်ကျွေးလုပ်မယ်ဘုရားရှင်ကိုသူအလှဆင်မယ်ဘုရားရှင်ကိုစွန့်တော်ကပ်မယ်ဘုရားရှင်ကိုနိုးထားမယ်ဘုရားရှင်ကိုနိုးထားစေမယ်ဘုရားရှင်ကိုမျက်နှာတော်တစ်ပေးမယ်ဘုရားရှင်ကိုအိပ်ဆက်ဖို့သူကအစီအစဉ်လုပ်ပေးမယ်သူ့ဘဝတစ်ခုလုံးကဘာနဲ့လုပ်နေလဲအဲ့ဒီဘုရားရှင်သက်ရှိထင်ရှားရှိနေစဉ်အခါကလိုမျိုးသူကဘာလုပ်နေလဲဘုရားရှင်ကိုလှုပ်ကြွေးလုပ်နေတယ်ဒါကလည်းတဲ့ဘုရားရှင်ရဲ့အပေါ်မှာမေတ္တာဖြစ်လာနိုင်တဲ့နိလန်တစ်ခုဖြစ်တယ်တရားညာနဲ့တောထဲမှာသွားပြီးတရားထိုင်ပြီးတော့ကျင့်မယ်ဆိုလဲရတယ်အဲ့ဒီမှာဘုရားရှင်ရဲ့ချစ်ချင်းကိုတော့မရဘူးဒါပေမဲ့ကိလေသာတဏှာပြတ်နိုင်တဲ့တရားဉာဏ်ကိုတော့ရမယ်အဲ့ဒါဒါပေမဲ့ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းဟာပါလေဘုရားရှင်ကိုချစ်တဲ့စိတ်ဖြစ်လာအောင်လူဟာကျွန်တော်အစမှလည်းပြောဘူးတယ်ခဏခဏပြောဘူးတယ်လူဟာအချစ်ခံခြင်းတယ်ချစ်ချင်းမေတ္တာကိုငတ်နေတယ်သူကတက်ရှိအားလုံးခွေးကလေးတစ်ကောင်ကိုပဲကြည်ကြည်ကြိုက်တဲ့တရိစ္ဆာန်ပဲကြည်ကြည်လူပဲကြည်ကြည်အားလုံးဟာဘာလို့ခြင်းကြချစ်ချင်းမေတ္တာကိုလိုအပ်နေကြတယ်အဲ့ဒီချစ်ချင်းမေတ္တာရဲ့တကယ်အစစ်မှန်ကိုဘယ်ကရမလဲဆိုဘုရားရှင်စီကရမှာတကယ်ချစ်ချင်းမေတ္တာအစစ်အမှန်ကိုဘုရားရှင်နဲ့ကျွန်တော်တို့ကြားမှာချစ်ချင်းမေတ္တာနှောင်ဖွဲ့မှုတစ်ခုဖြစ်လာပြီလို့ဆိုရင်အဲ့ဒါရလာမယ်ဒါကြောင့်ဘုရားရှင်ရဲ့ facility တွေကျွန်တော်တို့ကိုပေးထားတဲ့ facility တွေထဲမှာ temple is the wonderful facility အဲ့ဒီမှာဘာတွေလုပ်လဲလို့ဆိုရင် festival တွေလုပ်တယ်သူကပွဲတော်တွေကျင်းပါတယ်ဘာဖြစ်လို့ပွဲတော်တွေကျင်းပါတယ်ဘုရားရှင်သက်ရှိထင်ရှားရှိစဉ်အခါကဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုပွဲတော်အနေနဲ့ဘုရားရှင်ပွင့်တော်မူတဲ့နေ့ကိုကျွန်တော်တို့ကဘုရားရှင်ပွင့်တော်မူတဲ့ပွဲတော်ကျင်းပါတယ်အဲ့လိုပွဲတော်ကျင်းပါတယ်အဲ့တော့အဲ့ဒီမှာအဲ့ဒီပွင့်တော်မူတဲ့နေ့မှာဥပုသ်ဆောက်တယ်ဘုရားရှင်ကိုအောင်းမိတယ်အဲ့ဒီဘုရားရှင်ရဲ့ပွင့်တော်မူခြင်းထဲမှာနစ်မျောဖို့ကြိုးစားတယ်အဲ့ဒီခါပါဖြစ်တယ်စိတ်ကတည်ငြိမ်ခြင်းကိုရောက်တယ်လောကီရဲ့ဒီခုနဆွဲလန်းမှုတွေတစ်ဖြည်းဖြည်းပျောက်လာတယ်ဒါလက်တွေ့လှုပ်တဲ့လူပဲဒီကိစ္စကိုသိတာလက်တွေ့မလှုပ်တဲ့သူကဒီကိစ္စကိုသိမှာမဟုတ်ဘူးyou will not know if you don't serve the Lord you will have no clue about that ဒါဘလို့ဖြစ်နိုင်တယ်လဲလို့သူတို့စဉ်းစားနေတယ်သူတို့အချိန်ကုန်သွားလိမ့်မယ်ဒီရုပ်ပွားတော့ဟာကြောက်တုံးနဲ့လှုပ်ထားတာကြောက်နဲ့လှုပ်ထားတာဖြစ်နိုင်တယ်စကြင်ကြောက်နဲ့လှုပ်ထားတာဖြစ်တယ်တစ်သားနဲ့လှုပ်ထားတာဖြစ်နိုင်တယ်မြေကြီးနဲ့လှုပ်ထားတာဖြစ်နိုင်တယ်ဒီစကြင်ကြောက်ဒီကြောက်တုံးနဲ့လှုပ်ထားတဲ့ဖရားကိုဘယ်လိုချစ်နိုင်လဲလို့သူတို့စဉ်းစားနေဒါပေမဲ့ဖရားရှင်နဲ့ထိတွေ့မှုတဲ့သူတယောက်ကတော့နေရဘယ်နေရာသွားတော့အဲ့ဒီဖရားရှင်ကိုသူကနှလုံးသားထဲမှာတည်ဆောင်ပြီးသွားနေတယ်သူကသူရဲ့ချစ်ချင်းမေတ္တာကိုထားစရာနေရာတစ်ခုလုံးလုံးခြုံခြုံရထားတယ်သူကဒါမျိုးဥပမာတွေဒီနေ့တော့အချိန်သိမရှိဘူးဒါမျိုးဥပမာတွေတမိုင်းမှာမြောက်များစွာရှိတယ်ဘုရားရှင်ဟာရုပ်ပွားတော်အနေနဲ့ဘုရားရှင်တာဝကတွေနဲ့ထိတွေ့ခဲ့တဲ့ဥပမာပေါင်းမြောက်များစွာရှိတယ်မရေမတွက်နိုင်အောင်ရှိတယ်အိန္ဒိယနိုင်ငံရဲ့ဒီတမိုင်းမှာပြန်ကြည့်မယ်ဆိုရင်ဒါ so many things there ဒါကြောင့်ပြန်ပြီးအနှစ်ချုပ်ရအောင်ကျွန်တော်တို့ဒီလောကကိုရောက်နေတဲ့အခါမှာဒီတန်တရားထဲမှာစိတ်ညစ်ပြီးကျွန်တော်တို့လဲနေတယ်အဲ့ဒီအတွက်ကိုဘုရားရှင်ဟာလမ်းပေါက်လေးဖွင့်ထားပေးတယ်အဲ့ဒါပါလေဘုရားကြောင့်ဆိုတဲ့နေရာthis is where Prabhupada ကပါ these are the embassies of the spiritual world ဘုရားကြောင့်ဆိုတာ Prabhupada ကပါပြောလဲလို့ဆိုဘလို့ပုံဖော်လဲလို့ဆိုရင်လောကုတ္တရာနိုင်ငံတော်ရဲ့တန်ယုံတွေဟုတ်တယ်အမေရိကန်နိုင်ငံရဲ့တန်ယုံကိုသွားရင်အမေရိကန်တွေတွေ့ရမယ်အမေရိကန်ဥပဒေရှိတယ်အမေရိကန်အစားအစာရမယ်အားလုံးအမေရိကန်ရဘာလို့လဲ तू ကအမေရိကန်နိုင်ငံရဲ့တန်ယုံဖြစ်တဲ့ကြောင့်အဲ့ဒီတိုင်းပဲဘုရားကျောင်းဟာဘုရားရှင်ရဲ့လောကရဲ့တန်ယုံဖြစ်တဲ့အတွက်ကြောင့်
နော်ဒီမှာရတဲ့အရာတွေအားလုံးဟာဘုရားရှင်နဲ့ပတ်သက်တဲ့အရာတွေပဲရမယ်နော် this is the ဒါကျွန်တော်တို့ကိုထွက်ပေါက်ပေးထားတာနော်ဒါဟာငြိမ်းချမ်းတဲ့နေရာဟုတ်တယ်ဘုရားရှင်လာပြီးထိတွေ့လို့ရတဲ့နေရာဟုတ်တယ်ဘုရားရှင်နဲ့စကားလာပြောလို့ရတဲ့နေရာဟုတ်တယ်နော်ဘုရားရှင်ကိုလာပြီးပြောပြလို့ရ it is everything whatever you want to use it as you like ဒါမဲ့ဒါဟာကျွန်တော်တို့ကိုပေးထားတဲ့လက်ဆောင်ဟုတ်တယ်ဒါဘုရားရှင်ကိုယုံကြည်တဲ့သူတွေအတွက်နော်ဘုရားရှင်ကိုတက်ရှိထင်ရှားယုံကြည်တယ်အဲ့ဒီမှာနန်းနန်းရှိတော့တက်ရှိထင်ရှားတော့ယုံကြည်တယ်ဒါပေမဲ့ယုံပွားတော့ကိုမယုံဘူးဆိုတဲ့လူလည်းရှိတယ် it's okay တက်ရှိထင်ရှားတော့ယုံတယ်ဒါပေမဲ့ယုံပွားတော့မယုံ it's okay တက်ရှိထင်ရှားယုံကြည်တဲ့ဆူတောင်းပါဆူတောင်းရင်းနဲ့သွားမယ် तू ကဆူတောင်းခြင်းလမ်းကြောင်းနဲ့သွားမယ်သွား that's also okay ဒါပေမဲ့ကျွန်တော်ကဘာလို့လဲပန်းလေးကတ်ချင်တယ်စီမီလေးထွန်းချင်တယ်နော်တစ်တီဇွန်လေးကတ်ချင်တယ်စွန်းတော်လေးကတ်ချင်တယ် so yeah this is the place this is the place when you can do all those things ဘုရားရှင်ရဲ့နိုင်ငံတော်မှာလုပ်တဲ့အလုပ်တွေအားလုံးကိုကျွန်တော်တို့ဒီမှာလုပ်ချင်တယ် yes this is the facility you can do နော်အဲ့ဒါဟာဘုရားရှင်ကကျွန်တော်တို့ကိုဒီခုနပြောတဲ့အင်မတန်ခက်ခဲတဲ့အခြေအနေကနေဖောက်ထွက်သွားနိုင်အောင်လှုပ်ထားပေးတဲ့နေရာဟုတ်တယ်ဒါကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနော်တဘောတော့ကမ္ဘာမှာကျွန်တော်ထင်တယ်မလားကမ္ဘာမှာတန်ဖိုးအရှိဆုံးနေရာဘယ်နေရာလဲနော်အမ်ဘာနီရဲ့အိမ်နော်ဗါတဲ့အမေရိကန်သမ္မတနေတဲ့အိမ်တအားဈေးကြီးတယ်လို့ပြောတယ်မလားမဟုတ်ဘူးကမ္ဘာမှာတန်ဖိုးအရှိဆုံးနေရာသည်ဘုရားရှင်စံပယ်တော်မူတဲ့နေရာဘုရားရှင်ကိုတက်ရှိထင်ရှားအတိုင်းအလုတ်အကျွေးလုပ်တဲ့နေရာဘုရားရှင်ကိုတော်တိုင်းဘုရားကျောင်းတိုင်းမှာဘုရားကျောင်းဘုရားမရှိဘူးနော်ဘုရားကျောင်းတိုင်းမှာဘုရားမရှိဘူးဘုရားရှင်ကိုတကယ်ချစ်မြတ်နိုးစွာအလုတ်ကျွေးလုပ်တဲ့နေရာမှာဆင်းရဲပါစေချမ်းသာပါစေနော်ဒါအရေးမကြီးဘူးနော်ဒါပေမဲ့ဘုရားရှင်ကိုနော်တက်ရှိထင်ရှားချစ်မြတ်နိုးစွာနဲ့အလုတ်ကျွေးပြုတဲ့နေရာတိုင်းမှာဘုရားရှင်ဟာစံပယ်တော်မူတယ်အဲ့ဒါဟာဘုရားရှင်ရဲ့နိုင်ငံတော်ကိုတွားဖို့ကျွန်တော်တို့အတွက်ထားပေးတဲ့ထွက်ပေါက်တစ်ခုဟုတ်တယ်ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနေရာတစ်ခုဟုတ်တယ်လား most valuable place in the world is the temple of the Lord နော်အဲ့ဒီထက်ကောင်းတာကအဲ့ဒီမှာသာတကယ်လို့သူတော်စင်တွေသူတော်ကောင်းတွေနေတယ်လို့ဆိုရင်ဘုရားရှင်ကိုအလိုကျွေးပြုတဲ့လူတွေနေတယ်လို့ဆိုရင်သူတို့ရဲ့မေတ္တာကိုလည်းအဲ့ဒီမှာပါဖြစ်နိုင်တယ်ရနိုင်တဲ့နေရာဖြစ်တယ် so this is the most valuable place in the world ကမ္ဘာမှာတန်ဖိုးအရှိဆုံးနေရာဖြစ်တယ် so we stop here thank you very much